အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဓာတ်ပုံလေးတွေကနေ Apple Intelligence ကိုအသုံးပြုပြီးတော့အမှတ်တရဗီဒီယိုလေးတွေဖန်တီးလို့ရမယ်နည်းလမ်းလေးကိုပြပြပေးချင်ပါတယ်ဓာတ်ပုံတွေကနေ Apple Intelligence အသုံးပြုပြီးအမှတ်တရဗီဒီယိုလေးတွေဖန်တီးဖို့အတွက် Photo App ထဲကိုဝင်ပါပြီးရင်တော့ Memories ထဲကိုဝင်ပြီးကိုဗီဒီယိုပြုလုပ်ချင်တဲ့ပုံလေးတွေကိုစာရိုက်ပြီးဗီဒီယိုလုပ်ခိုင်းလိုက်ရုံပါပဲဗီဒီယိုလုပ်ပြီးသွားတဲ့အခါမှာလည်းကိုယ်စိတ်ကြိုက်တဲ့ချင်းလေးတွေရွေးချယ်ပြီးထည့်လို့ရပါသေးတယ်တော်တော်လေးကိုအသုံးဝင်ပြီးတော့အမှတ်တရဗီဒီယိုလေးဖန်တီးနိုင်မှာဖြစ်လို့အခုပဲစမ်းသုံးကြည့်လိုက်တော့เนาะဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးရတဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်များမှာလည်းဒီလိုမျိုး Apple device နဲ့ပတ်သက်တဲ့ knowledge တွေကို sharing လုပ်ပေးတော့မှာဖြစ်တာမို့လို့ Android Apple Authorized Reseller page လေးကိုစောင့်ကြည့်ဖို့မမေ့နဲ့เนาะ